သားမီးမီတို့ရဲ့စဉ်းစားတွေ့ခေါ်မှုကိုမြင့်တင်မှုအတွက်ဆိုရင်သူတို့ရဲ့သဘာဝအတိုင်းပါလာတဲ့စူးစမ်းလေ့လာလို့စိတ်ကိုနီလန်6မျိုးနဲ့တိုးမြင့်ပေးဖို့လိုအပ်ပါတယ်။နံပါတ်1တစ်ချက်ကတော့သူတို့ကမိကွန်းနေမေးလာပြီဆိုရင်ဓာတ်ရိုက်မဖြေသေးဘဲနဲ့မိကွန်းလေးတွေနဲ့ပြန်မေးလိုက်ပါ။တသားဘာဖြစ်လက်ထင်လဲဘာဖြစ်နေလို့လဲဆိုရဲမိကွန်းမျိုးတွေနဲ့သူ့ကိုပြန်ပြီးတော့မေးလိုက်ပါနံပါတ်2ကတော့မှားနေတယ်ဆိုလို့ရှိရင်ခွင့်လွှတ်ပေးလိုက်ပါဒါအပြင်အမားမှားတယ်ဆိုတာဟာအလုပ်လုပ်ခြင်းရဲ့တသက်ပဲဆိုတာနဲ့ကလေးတွေကိုချီးကျူးခြင်းပြုလိုက်ပါနံပါတ်3ကတော့သူတို့ကို challenge ဖြစ်စေတဲ့ activity တွေကိုပေးပြီးတော့လုပ်စေချင်ပါတယ်အဲ့ဒါကတော့ Lego တိစောက်ခိုင်းတာ puzzle game တွေကစားခိုင်းတာမျိုးဖြစ်ပါတယ်နံပါတ်4ကတော့သူတို့ကိုတဘာဝတရားနဲ့ထိတွေ့ခွင့်ပြုလိုက်ခြင်းဖြစ်ပါတယ်ဒါဆိုအပင်လေးတွေရဲ့ရှင်သန်မှုတွေစမ်းချောင်းရည်တွေရဲ့စီးဆင်းမှုတွေနဲ့အတူဒါအပြင်ညအခါမှာဆိုရင်ကျဲတွေလှတွေပေါ့နော်ဒါတဘာဝတရားကြီးကိုကောင်းစွာထိတွေ့နိုင်ခွင့်ရှိအောင်ခံစားခွင့်ရှိအောင်ဖန်တီးပေးဖို့လိုပါတယ်အားပေးဖို့လည်းလိုပါတယ်နံပါတ်5အဆင့်ကတော့သူတို့ကနေပြီးတော့ဘာလို့လဲဆိုရက်မိကွန်းနေမေးလာတဲ့အခါပေါ်မှာဒီချက်တွေပေါ်မှာပြင်းကြီးစရာမဟုတ်ဘဲနဲ့မိဘကနေပြီးတော့စိတ်ရှိစွာနဲ့ဖြစ်ပေးဖို့လိုတယ်ဒါအပြင်သိကောင်းတဲ့မိကွန်းပါလားဆိုပြီးတော့သူတို့ရဲ့မိကွန်းမေးတဲ့အပေါ်မှာချီးကျူးဖို့လိုအပ်ပါတယ်နောက်ဆုံးတစ်ခုကတော့မိဘကိုယ်တိုင်ကစူးစမ်းလေ့လာလို့စိတ်ရှိဖို့လိုအပ်ပါတယ်မိဘမှာစူးစမ်းလေ့လာလို့စိတ်ရှိနေပြီဆိုရင်သားသမီးတွေကမိဘကိုကြည့်ပြီးတော့ရင်သူတို့ရဲ့စူးစမ်းလေ့လာမှုတွေဖြစ်ပေါ်လာမှာဖြစ်ပါတယ်ဒီနည်းလမ်း6ခုကိုအသုံးပြုပြီးတော့သားမိမိတို့ရဲ့စူးစမ်းလေ့လာလို့စိတ်ကိုမြင့်တင်ပေးလိုက်ပါစူးစမ်းလေ့လာလို့စိတ်ကမှတစ်ဆင့်တကယ်ကိုထူးဆန်းအံ့ဖွယ်ဖြစ်နိုင်တဲ့တွေးခေါ်မှုတွေကိုလှုပ်နှုတ်ပေးနိုင်မှာဖြစ်ပါတယ်